အားလုံးပဲ Happy Valentine Day ပါချစ်သူများနေ့ဆိုတာပန်းပေးတာချောကလက်ကျွေးရနဲ့မပြီးတော့ပါဘူးနောက်ွယ်မှာအသက်ပေးရတဲ့ကြီးမားတဲ့သမိုင်းကြောင်းတွေရှိခဲ့ပါတယ်ဒီနေ့ Valentine Day ဖြစ်ပေါ်လာပုံကိုကျွန်တော် share လုပ်ချင်တာဖြစ်ပါတယ်ဒီချစ်သူများနေ့ဒီ Valentine Day ကိုကျွန်တော်ပြောတာပဲအမှန်ကျွန်တော်ပြောတာပဲဟုတ်တယ်ဒီတော့သမိုင်းကပဲမှန်တယ်လို့ကျွန်တော်မဆိုလိုပါဘူးကျွန်တော်လေ့လာထားသလောက်ကျွန်တော်သိထားသလောက် share လုပ်မှာဖြစ်ပါတယ်အမားပါခင်လဲတောင်းပန်နဲ့ကျွန်တော်ကိုချက်ပေါက်တော်လကောင်း comment မှာတော်လကောင်းကျွန်တော်ကို knowledge sharing လုပ်လို့ရပါတယ်ဆိုတဲ့အကြောင်းရှင်းစွာပြောလိုပါတယ်ချစ်သူများနဲ့စတင်ပေါ်ပေါက်လာခဲ့တဲ့အကြောင်းရင်းကတော့ပုဂ္ဂိုလ်တူအကြောင်းဖြစ်ပါတယ်ထိုပုဂ္ဂိုလ်တွေအမည်ကတော့ Saint Valentine ဖြစ်ပါတယ်သူဟာခရစ်ယာန်ဘုန်းတော်ကြီးတူဖြစ်ပါတယ်အီတလီနိုင်ငံရောမမြို့မှာအခြေစိုက်ပြီးအမှုတော်ဆောင်ခဲ့သူတူဖြစ်ပါတယ်ခက်ကာလကတော့ခရစ်တက္ကရာ300စုရောမအင်ပါယာခက် AD 269မှ290ဝန်းကျင်ဖြစ်ပါတယ်ထိုအချိန်ကရောမအီဂရစ်မှာဒုတိယမြောက်ဘုရင်ဖြစ်တဲ့ Glorious ဖြစ်ပြီးသူဟာခရစ်ယာန်ဘာသာကိုပြင်းစွာနှိပ်ကွက်ခဲ့သူတူဖြစ်ပါတယ်။ Glorious ဘုရင်မင်းကလူငယ်တွေအိမ်ထောင်မပြုတ်ဖို့ရန်အတွက်ဘာကြောင့်အမိန့်ထုံးရတယ်လဲဆိုရင်အိမ်ထောင်တဲ့စစ်သူရဲတွေကမိသားစုကိုတန်ရုံးစင်တွယ်ပြီးတော့စစ်မတက်ရဲမှာကိုဘုရင်မင်းကြီးကစိုးရိမ်နေဒီနေ့အဖြစ်အိမ်ထောင်တဲ့စစ်တိုက်တာနဲ့လူငယ်တွေစစ်တိုက်တာကကွာခြားတယ်ဘာလို့ဆိုလူငယ်တွေကတန်ပါတယ်တမတန်ရောစင်မရှိဘူးကဲသူကပြဖြက်လက်နဲ့ဒါဒုံးစွန်တိုက်ကြားစွန်ကြိုက်ပေါ့နော်ဆိုတော့အိမ်ထောင်တယ်ကြတော့ဒါသူတို့မှတားမီနောက်ခံတင်းဆရာလည်းရှိပြန်တယ်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီစစ်အင်အားတွေညှော်နေတော့မှဆိုလို့ဘယင်မင်းကြီးကလူငယ်တွေအိမ်ထောင်မပြုတ်ဖို့ရန်အတွက်လက်မထပ်ဖို့ရန်အတွက်အမိန့်ထုတ်တားမြစ်ထားခြင်းဖြစ်ပါတယ်ထိုအမင်းကိုစိတ်ဗလန်တိုင်းကကန့်ကွက်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့လူငယ်တွေချစ်ပြီးလက်ထပ်ခြင်းကဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်ဆိုတော့သူကသိတဲ့အခါမှာလူငယ်တွေချစ်သူကြီးစားတွေကိုအိမ်ထောင်ဖက်ပြုတ်ချင်တဲ့သူကိုသူကတိတ်တဆိတ်အိမ်ထောင်ဖက်ပြုတ်ခိုင်းခဲ့ပါတယ်စိတ်ဗလန်တိုင်းရဲ့လှုပ်ဝက်ချက်တွေပေါက်ကြားသွားတဲ့အခါမှာဘယင်ရဲ့အမိန့်ကိုဖိဆန်မှုညှင်းဆန်မှုကြောင့်စိတ်ဗလန်တိုင်းကိုဖမ်းလင်းပြီးတော့ထောင်ထဲမှာချုံနှောင်ထားခဲ့ပါတယ်ထောင်ထဲကိုရောက်သွားတဲ့အခါမှာထောင်မှုဖြစ်သူ Asterius နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်ထောင်မှုဖြစ်သူ Asterius ကစိတ်ဗလန်တိုင်းရဲ့သူ့ရဲ့အရေးချင်းသူ့ရဲ့ပညာဖျားခင်ပေါ်ယုံကြည်မှုတမန်တော်တိုင်းအသက်ရှင်မှုအပေါ်မှာသူကကြီးညိုလေးစားသွားတာဖြစ်ပါတယ်စိတ်ဗလန်တိုင်းရဲ့ပညာရှိမှုနဲ့သူ့ရဲ့အရေးချင်းညင်တဲ့ချင်းကိုသူကအင်မတန်လေးစားခဲ့သူဖြစ်ပါတယ်ထောင်မှုဖြစ်သူ Asterius မှာသမီးဖြစ်သူ Julia မွေးရပါမျက်စိမြင်မြင်နဲ့သမီးရှိပါတယ်ဆိုတော့ Saint Valentine ကလည်းထောင်ထဲမှာထောင်မှုဖြစ်သူသမီး Julia ကိုစာသင်ပေးခဲ့တယ်ဆူတောင်းပေးတယ်သူတတ်ထားတဲ့ပညာတွေကိုပြန်လည်ပြီးတော့ share လုပ်ခဲ့ပါတယ်ဆိုတော့မိခွန်းမေးစရာရှိပါတယ်ထောင်ထဲမှာစာသင်လို့ရသလားဆိုတော့ထိုခက်ထိုအချိန်တိုင်းတော့ကထောင်ထဲမှာစာသင်လို့ရပါတယ်ဒီနေ့အဖြစ်ထောင်မှုနဲ့ဒီ Saint Valentine နဲ့တို့ညှိနှိုင်းပြီးတော့မွေးရပါမျက်စိမြင်တဲ့သမီးကိုစာသင်ပေးခြင်းဆူတောင်းပေးခြင်းနှုတ်ကပတော်သင်ကြားပေးခြင်းကို Saint Valentine ကပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ Valentine ဤယုံကြည်ခြင်းဆူတောင်းပေးခြင်းကြောင့်ထောင်မှုသမီးဖြစ်သူ Julia ကမျက်စိပြန်လည်ပြီးတော့မြင်လာခဲ့တယ်မျက်စိပြန်လည်ပြီးတော့ကောင်းမွန်လာခဲ့တာကျွန်တော်တမိုင်းလေ့လာတွေ့ရှိတာဖြစ်ပါတယ်ဤနမိတ်လက္ခဏာကြောင့်ထောင်မှုမိသားစုအားလုံးခရိယန်ဖြစ်လာခဲ့ကြပါတယ်ဤ Great May Glorious ကဒီ Valentine ကိုသဘောကျတဲ့ခါမှာမင်းငါတို့ကိုးကွယ်တဲ့ဘုရားသခင်ကိုကိုးကွယ်မယ်ဆိုရင်မင်းကငါလွှတ်ချင်းခွင့်ပေးမယ်လို့ပြောတဲ့ခါမှာ Valentine က no ထိုဘုရားသခင်ကိုကျွန်တော်ကိုးကွယ်မယ်ဆိုပြီးတော့ရွေးချယ်ခဲ့တာဖြစ်ပါတယ်ရိုက်နှိပ်ပြီးတော့သူ့ကိုနှိပ်ဆက်ပြီးတော့လေပင်ကောင်းဖြတ်တတ်ခံရပါတယ်တတ်ခံခံတဲ့အကြောင်းရင်းကလည်းယောမနတ်ဘုရားတွေကိုမင်းကိုးကွယ်ခဲ့မယ်ဆိုရင်မင်းကခွန်လွတ်မယ်လို့ကမ်းလှမ်းခဲ့ပေမဲ့လည်းSaint Valentine ကလက်မခံခဲ့ပါဘူးသူ့ရဲ့ယုံကြည်ခြင်းကိုပါမစွန့်ဘဲနဲ့ဘယင်ကိုတော့ဧဝံဂေလိဝင်ငှခဲ့သူဖြစ်ပါတယ်ထို့ကြောင့်ဘယင်ကစိတ်ဆိုးအမျက်တောသားထွက်ပြီးသူ့ကိုရိုက်နှိပ်စေကသူ့ကိုလေဖြတ်ကောင်းဖြတ်ဖို့ရန်အတွက်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ် Saint Valentine Montgomery Julia ထံနှုတ်ဆက်စာဆောင်ရေးခဲ့ပါတယ်နှုတ်ဆက်စာဆောင်ရေးခဲ့ပြီးဟိုးအောင်ဆုံးမှာ Form Your Valentine ဆိုမှသူကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ် Saint Valentine ဟာ AD 269သို့မဟုတ်290ဝန်းကျင်ဖေဖော်ဝါရီလ14ရက်နေ့မှာကွပ်မျက်ခြင်းခံခဲ့တာဖြစ်ပါတယ်ထိုချိန်မှာသူ့ရဲ့အသက်ဟာ45မှ50ကြားလို့တမိုင်းရလေ့လာသိရှိရတာဖြစ်ပါတယ်နောက်ပိုင်း AD 469နှစ်မှာပုပ်ရဟန်းမင်းကြီး Gelasius က February 14ရက်နေ့ကို Valentine Day ဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ် Valentine's Day ဆိုတာကျွန်တော်မြင်နေရတဲ့ပန်းစည်းတွေချောကလက်တွေလက်ဆောင်တွေထက်ပုံမနဲ့ရှိုင်းပါတယ် Saint Valentine ဟာသူတစ်ပါးတွေမြတ်တာနဲ့ပေါင်းစည်းဖို့ရန်အတွက်သူ့ရဲ့အသက်ကိုယဉ်ခဲ့တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအချစ်ကိုအပျော်ပါအဖြစ်ပဲမြင်နေကြတဲ့ခက်ကြီးမှာ Saint Valentine ပြသွားတဲ့အနစ်နာခံခြင်းနဲ့တစ္ဆာရှိခြင်းကို
တက်တည်ယူစေခြင်းနဲ့စင်ဗလတိုင်းပြသွားတဲ့အနစ်နာခံခြင်းတစ္ဆာရှိခြင်းကိုပုံတက်တည်ယူစေခြင်းပါတယ်ချစ်သူများနဲ့ဆိုတာပျော်ရွှင်ဖို့တက်ချောကလက်ပေးဖို့တက်ပန်းစီပေးဖို့တက်မဟုတ်ပါဘူးတယောက်ကိုတယောက်တစ္ဆာရှိဖို့တယောက်ကိုတယောက်နားလည်ပေးဖို့အနစ်နာခံပေးဖို့ဆိုတာကိုတတိယမဲ့နေ့ဖြစ်ပါတယ်ဒါကြောင့် Happy Valentine Day ပါအားလုံးချစ်သူများနဲ့မှပျော်ရွှင်ချမ်းမြေ့ကြပါစေတူဘော်တူတစ္ဆာရှိနဲ့ချစ်နိုင်ကြပါစေတူဘော်တူနားလေကမေတ္တာထားပြီးရှေ့ဆက်ရှောင်းနိုင်ကြပါစေချစ်သူများနဲ့မှတနေရာနဲ့တနေရာဝေးကွာနေတဲ့သူတွေမဆောင်နေတဲ့သူတွေလည်းအမြန်ဆုံးပြန်လဲဆုံစည်းနိုင်ကြပါစေလေကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဟာစင်ဗလက်တိုင်းရဲ့အနစ်နာခံခဲ့မှုတွေသူ့ရဲ့ပေးဆက်မှုတွေနဲ့ကျွန်တော်တို့ချစ်သူများနဲ့ဗလက်တိုင်းတွေဖြစ်ပေါ်လာပုံကိုကျွန်တော်တို့တမိုင်းအကြောင်းအရာကျွန်တော်လေ့လာသိရှိခဲ့ဖြစ်ပါတယ်ဖေဖော်ဝါရီ14ရက်ဆိုတာကတူဘော်တူလက်ဆောင်ပေးခြင်းချောကလက်ပေးခြင်း no ဒါတည်းမဟုတ်ပါဘူးတူဘော်တူထားရှိတဲ့တစ္ဆာတရားနဲ့ဘလို့ခက်ခဲတွေပဲကြုံတွေ့လာပါစေတူဘော်တူလက်ကိုမြဲမြံကင်ဆွဲပြီးတော့လက်တွဲမဖြုတ်တန်းချစ်ကြဖို့တက်တည်ဖြစ်ပါတယ်အချစ်ဆိုတာလှပတဲ့ပကြီကားတစ်ချက်လိုပါပဲဒါပေမဲ့အဲ့ဒီပကြီကားချက်ဟာအချိန်ကြာလာတာနဲ့အယောင်တွေမှိမ့်မိန်သွားတတ်ပါတယ်တင်းရဲ့အချစ်ရေးကိုထာဝရခိုင်မြဲစေခြင်းနဲ့ဆိုရင်နားလည်မှုရှိပါသူ့ပေါ်မှာတစ္ဆာရှိမှုရှိပါဒါဆိုရင်တင်းရဲ့အချစ်ရေးဟာခိုင်မြဲမှာဖြစ်ပါတယ်ချစ်သူအချင်းချင်းကြားမှာစကလုံးလှလှလေးတွေထက်တန်ဖိုးအရှိဆုံးကတော့ဘေးနားမှာအမြဲရှိနေပေးတာပါပဲအမောင်ကြားနေတဲ့အချိန်ခါမှာတူဦးနဲ့တူဦးအလင်းပေးနိုင်အောင်ကြိုးစားပါတူဦးလဲနေချိန်မှာမေတ္တာနဲ့ဆွဲထူပေးပါတူဦးပေါ်တူဦးယုံကြည်မှုနဲ့တစ္ဆာရှိမှုနဲ့နားလည်မှုနဲ့ရှေ့ဆက်ဆောင်လမ်းမှာဘယ်လိုအခက်ခဲတွေပဲရင်ဆိုင်ကြုံတွေ့လာပါစေတွဲလက်တွေမဖြုံနဲ့တွဲလက်တွေခိုင်မြဲထားပါ Valentine's Day မှာတင်ချီရတဲ့သူနဲ့အတူပျော်ရွှင်တဲ့အချိန်ကိုပိုင်ဆိုင်နိုင်ပါစေတင်တို့တို့ရဲ့အချစ်တွေဟာလည်းရောမခက်ကအုပ်တိုင်းတွေထက်ပုံမခိုင်မာပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အချစ်စစ်ဆိုတာအနစ်နာခံခြင်းနဲ့တည်ဆောက်ရတာမို့တယောက်ကိုတယောက်ပုံမတန်ဖိုးထားနိုင်ကြပါစေအားလုံးပဲ Happy Valentine Day ပါပျော်ရွှင်နိုင်ကြပါစေ